ဇလန်းအစမှာတော့မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ကြတဲ့ကကြောင်းတက်ရင်တစ်ဖက်မောင်နှမငယ်လေးတွေကိုနေတိုင်းကြောင်းကြိုပို့လုံရင်တစ်ဖက်နဲ့မိသားစုကိုပါဥဆောင်နေရတဲ့တခြားသူတွေပေါ်အမြဲကျင်နာတတ်ပြီးစိတ်ပူပေးတတ်တဲ့အထက်တန်းကျောင်းသူလေးဂျိုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဂျိုကိုဟာအတန်းထဲမှာကျောင်းသားတွေအကြားရေပန်းစားပြီးလူချစ်လူခင်များတဲ့ဟာရှိပါဆိုတဲ့ကောင်လေးနဲ့အတူအတန်းကိုယ်စားလှယ်တွေဖြစ်ပူးတွဲရွေးချယ်ခံလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီလိုရွေးချယ်ခံရပြီးအတန်းကောင်းဆောင်တာဝန်ယူရတဲ့ပထမဆုံးနေ့မှာတင်မဲ့တကိုယ်လုံးမှာဒဏ်ရာနာတရားတွေအမြောက်များနဲ့ပြည့်နှက်နေပြီးပတ်တီးတွေပတ်ထားရတဲ့ယာနိုဆိုတဲ့ចောင်းသားအစ်စ်လေးအတန်းထဲကိုလမ်းဖြတ်စရာကောင်းလောက်အောင်ဝင်ရောက်လာခဲ့ပါတယ်။ဆရာမဖြစ်သူကထိတ်လန့်တကြားနဲ့ယာနိုကိုဘာဖြစ်လာတာလဲလို့အပြေးလွှားမိတဲ့အခါယာနိုကတော့တာမန်ကာရှန်ကပဲမတော်တဆဖြစ်တာပါဘာမှမဖြစ်ပါဘူးလို့အေးအေးဆေးဆေးပြန်ပြောရှာပါတယ်။ဒါနဲ့ဆရာမကယာနိုကိုအတန်းထဲမှာတာဝန်တည်တတ်တဲ့ဂျိုကိုရဲ့ဘေးနားမှာထိုင်ခိုင်းလိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီနေ့ကစလို့ဂျိုကိုတယောက်ယာနိုကိုကြည့်ပြီးစိုးရိမ်စိတ်တွေတားမရစီးမရဖြစ်လာခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ယာနိုဟာတရက်မှမပြတ်ကွက်ပဲနေတိုင်းတန်ရအသစ်ဆက်တွေနဲ့ကြောင်းတက်လာလို့ပါပဲ။တခါတလေလှေကားကလိမ့်ကြတာတခါတလေပစ္စည်းတစ်ခုခုပြုတ်ကြတာတခါတလေခွေးကိုက်ခံရတာစသဖြင့်စမ်းကြဲတဲ့အကြောင်းပြချက်အမျိုးမျိုးပေးတတ်ပါတယ်။ဂျိုကိုကယာနိုတယောက်ရဲ့နောက်ွယ်ကနေအနိုင်ကျင့်နှိပ်စက်တာကိုခံနေရတာလားဆိုပြီးအပြင်းထန်စိတ်ပူသွားကအမှန်တရားကိုသိနိုင်ဖို့အတွက်ကြောင်းစင်းချိန်မှာယာနိုနောက်ကိုတိတ်တဆိတ်လိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လိုက်ကြည့်မိတဲ့အခါမှပဲဂျိုကိုအံ့ဩသွားရတာကအဲ့ဒီကောင်လေးဟာဘသူရဲ့အနိုင်ကျင့်မှုကိုမှခံနေရတာမဟုတ်ပဲတကယ်ကိုပဲကန်ဆိုးလုံးနဲ့ရှာကောင်လေးဖြစ်နေလို့ပါပဲလမ်းလျှောက်နေရင်မိနစ်ပိုင်းအတွင်းမှာတင်ဘာမှမရှိတဲ့နေရာမှာခလုတ်တိုက်တက်တိုင်နဲ့ခေါင်းနဲ့ဆောက်နောက်ပြီးလမ်းဘေးကရှုံးပွက်ထဲကိုပါပြုတ်ကျသွားတာကိုဂျိုကိုယ်တိုင်မျက်ဝါးထင်မြင်လိုက်ရပါတယ်။အဲ့ဒီလိုတနာစရာကောင်းလောက်အောင်ဖြစ်ပျက်နေတာကိုမြင်တဲ့ဂျိုကိုကကူညီဖို့အတွက်အလောတကြီးသွားမိရာကနေလမ်းကိုတေချာမကြည့်မိပဲအရှိန်နဲ့မောင်းနေလာတဲ့ကားတစ်စီးကိုတတိမထားမိပဲလမ်းဖြတ်ကူးမိသွားပါတယ်။ကားနဲ့အပြင်းထန်မတိုက်မိခင်စက္ကန့်ပိုင်းအလိုမှတင်ပဲယာနိုကဂျိုကိုသူ့ရဲ့ရင်ခွင်ထဲဆွဲဖက်ပြီးလမ်းဘေးကိုလွှင့်ပစ်ကကဲတင်လိုက်တဲ့အတွက်ဂျိုကိုရဲ့နှလုံးခုန်တန်းတွေဟာဘုံတီးတန်လိုမြန်ဆန်ပြင်းထန်သွားခဲ့ရပါတယ်။အဲ့ဒီနောက်ယာနိုကသူမကိုဘာလို့နောက်ကလိုက်နေတာလဲလို့မေးတဲ့အခါဂျိုကိုကမျက်နှာချင်းမဆိုင်ရဲ့ပဲတောင်းပန်လိုက်ပြီးယာနိုနေတိုင်းတန်ရာတွေနဲ့လာနေလို့စိတ်ပူလွန်းလို့ဘာဖြစ်တာလဲသိချင်လို့လိုက်ကြည့်မိတာပါလို့ရိုးရိုးသားသားဝန်ခံလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတော့ယာနိုကညင်သာစွာပြုံးလိုက်ပြီးဂျိုကိုဟာတကယ်ကိုကျင်နာပြီးစိတ်နှလုံးဖြူစင်တဲ့သူပဲလို့ပြောပါတယ်။နောက်ရက်မှာတော့ယာနိုကြောင်းမလာလို့ဂျိုကိုတနေကုန်စိတ်မအေးဖြစ်နေတော့သူမရဲ့တငယ်ချင်းဖြစ်သူအီဇူမီကဂျိုကိုယာနိုအပေါ်ထူးထူးခြားခြားစိတ်ပူနေတာမို့သဘောကျနေတာလားလို့စနောက်မေးမြန်းပါတယ်။ဂျိုကိုကညှင်းဆိုနေစဲမှာပဲအတန်းထဲကိုဆီယာမဝင်လာပြီးယာနိုတယောက်ထရက်ကားတစ်စီးနဲ့မတော်တဆဖြစ်ပြီးဆေးရုံအရေးပေါ်ရောက်နေတယ်လို့ပြောလိုက်တဲ့အခါဂျိုကိုတယောက်စိုးရိမ်စိတ်လွန်ကဲပြီးအတန်းထဲမှာတင်ကမောက်ကမနဲ့မေးလဲသွားပါတော့တယ်။ကျောင်းစင်းတာနဲ့ဂျိုကိုဟာအချိန်မဆိုင်ပဲဆေးရုံကိုအပြေးလွှားသွားရောက်ခဲ့ပါတယ်။ဆေးရုံကရင်ပေါ်မှာယာနိုအသက်ဘေးကလွတ်မြောက်ပြီးဘေးကင်းနေတာကိုမြင်တော့မှပဲတက်ပြင်းချနိုင်ပါတော့တယ်။ယာနိုကသူ့ရဲ့လွယ်အိတ်ကထရက်ကားနဲ့ညှိသွားလို့ရှောင်းတိန်ရင်လဲကျသွားတာပါလို့ရှင်းပြပါတယ်။ဂျိုကိုကယာနိုကိုတနာစိတ်လဲပူမိတာမို့ယာနိုဒဏ်ရာရတိုင်းအမြဲတမ်းဘေးကနေဆေးထည့်ပေးမယ်ဂရုစိုက်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့ယာနိုကသူကခဏဒဏ်ရာရတတ်တဲ့အပြင်ဂျိုကိုလည်းသူ့ကြောင့်နဲ့အချိန်ကုန်လူပင်ပန်းပြီးဒုက္ခမပေးချင်ဘူးဆိုတဲ့စိတ်နဲ့ကန့်လန့်ချက်ကိုညင်တညင်းပယ်ပြီးအခန်းထဲကနေအမြန်ထွက်သွားဖို့လုပ်ပါတယ်။ဂျိုကိုကသွားခွင့်မပြုနိုင်ပဲလှမ်းဆွဲလိုက်တဲ့အခါမတော်တဆယာနိုအင်ဂျီကကျဲသီးသုံးလုံးပြုတ်ထွက်သွားလို့ဂျိုကိုပြတလဲတောင်းပန်လိုက်ရပါတယ်။ဂျိုကိုကကျဲသီးတွေကိုကောက်ပေးရင်းကန်ဆိုးမှုတွေကြောင့်ယာနိုမလုံနိုင်ခဲ့တဲ့တာမန်ចောင်းသားဘဝမျိုးဖြစ်တန်းတာအတန်းဖော်တွေနဲ့ကြောင်းစင်းရင်မုံသွားစားတာရုပ်ရှင်ကြည့်တာကာရာအိုကေတချင်းဆိုတာတွေကိုဖြစ်မြောက်အောင်သူမကပဲဘေးကနေအဖော်ပြုပြီးအစွမ်းကုန်ကူညီပေးမယ်လို့စိတ်ပိုင်းဖြတ်ကတိပြုခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဂျိုကိုကမောင်နှမတွေအတွက်ထမင်းဘူးပြင်ရင်ယာနိုအတွက်ပါအထူးတလဲပြင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့စိတ်လှုပ်ရှားလုံပြီးချက်ပြုတ်နေတော့တဲအိုးကမိထတောက်လို့ညီမဖြစ်သူနဲ့ဝိုင်းငိမ့်လိုက်ရပြီးစိတ်အေးသွားတဲ့အချိန်မှာသူမရဲ့အရှိစံပင်တွေမီးလောင်ပြီးကောက်သွားတာကိုသတိထားမိပြီးလန့်ဖြတ်သွားပါတယ်။ဒါကြောင့်စပင်ကလစ်လေးနဲ့တေချာဖုံးကွယ်ထားပြီးကျောင်းကိုရောက်လာခဲ့ပါတယ်။
ကျောင်းမှာတော့ယာနိုကကြောင်ကုတ်လာတဲ့ဒဏ်ရာအသစ်တွေနဲ့ရောက်လာလို့ဂျိုကိုကပျော်ပျော်ရွှင်ရွှင်နဲ့ဆေးထည့်ပေးပါတယ်ပြီးတော့ကန်တင်းမှာအတူတူထမင်းစားဖို့ခေါ်ပေမဲ့ယာနိုကသူ့ရဲ့ကန်ဆိုးမှုတွေကြောင့်တခြားသူတွေပါမုံဟင်းခါမကြံဒုက္ခရောက်မှာဆိုလို့ညင်းပြီးထွက်သွားပါတယ်ဒါပေမဲ့ဂျိုကိုကဇွဲမလျှော့ပဲနောက်ကလိုက်ပြီးထမင်းဘူးပေးလိုက်တဲ့အချိန်ယာနိုတငယ်ချင်းတွေပါရောက်လာပြီးအားလုံးကြောင်းခေါင်မိုးထက်တက်ကအတူတူပျော်ပျော်ပပစားတောက်ကြပါတယ်ဒီနေရာမှာတော့ဘာအန်နီယမမရှိနိုင်တော့ဘူးလို့ထင်နေတော့မှတင်ယာနိုတယောက်တမန်ကြားညက်နေပြန်လို့အားလုံးဝိုင်းကူပေးကြရပြန်ပါတယ်တစ်ဖက်မှာလည်းအီဇူမီကသူမရဲ့ငယ်တငယ်ချင်းလည်းဖြစ်ကြောင်းမှာနာမည်ကြီးတဲ့ကောင်လေးလည်းဖြစ်တဲ့ဟာရှီဘာကိုသဘောကျနေတာပါဒါပေမဲ့ဟာရှီဘာကတော့ဂျိုကိုကိုပဲစိတ်ထဲရှိနေတာဖြစ်ပါတယ်ဒါကြောင့်ကာယအချိန်မှာဂျိုကိုကယာနိုကိုတကောက်ကောက်လိုက်ကူးဆိုင်ပေးနေတာဒဏ်ရာတွေကိုယူယူရစိတ်ထက်ပေးနေတာမြင်တော့ဟာရှီဘာတယောက်ရင်ထဲမှာအတော်လေးဝမ်းနဲ့သွားရပါတယ်ဂျိုကိုကယာနိုကိုပွဲပြီးတဲ့အထိကစားနိုင်လို့ချီကျူပြီးနင့်ကိုအနီးကပ်ဂယူးဆိုင်ပေးနိုင်လို့ဝမ်းသာတယ်လို့ပြောမိရာကနေဝန်ခံစကားလို့ဖြစ်သွားလို့အဆက်သေးသွားပေမဲ့ယာနိုကတော့အချစ်ရေးမှာနှုံလွန်းလို့ဘာမှနားမလဲပဲကျေးဇူးတင်ပါတယ်လို့ပဲရိုးရိုးလေးပြန်ပြောရှာပါတယ်နောက်တော့ဟာရှီဘာနဲ့ဂျိုကိုစာရွက်စာတမ်းတွေတင်စီနေတော့ဟာရှီဘာကဂျိုကိုယာနိုကိုသဘောကျနေတာလားလို့တဲ့တူမေးပြီးသူကိုယ်တိုင်လဲဂျိုကိုသဘောကျကြောင်းဖွင့်ပြောလိုက်ပေမဲ့ဂျိုကိုလန့်သွားပြီးစိတ်လှုပ်ရှားသွားတာကိုမြင်တော့တငယ်ချင်းလိုသဘောကျတာပါဆိုပြီးဟာရှီဘာကရင်ကွဲနာကြကလိန်ပြောလိုက်ရပါတယ်နောက်ရက်မှာတော့ထူးထူးခြားခြားယာနိုဟာဘာတန်ရာမှမရပဲအကောင့်ဘက်ကတိအတိုင်းကြောင်းတက်လာလို့ဂျိုကိုအရန်ပျော်သွားပြီးဒဏ်ရာမရှိတဲ့ယာနိုကပိုပြီးယောက်ျားဆန်ကကြီးကောင်းတယ်လို့တွေးမိပါတယ်အားလုံးစာမှုပွဲအတွက်စာချက်ဖို့စားတောက်ဆိုင်သွားကြတဲ့အခါစာတော်တဲ့ဟာရှီဘာဘာရောက်လာပြီးဂျိုကိုစာမေးခွန်းတွေကူညီတွက်ပေးတာဂျိုကိုဘာကကရင်မန်တွေကိုတုတ်ပေးတာကိုမြင်တော့ယာနိုတယောက်ရင်ထဲမှာတဝင်းတုံမှုတွေပြင်းထန်ပြီးစိတ်မကောင်းဖြစ်ကဖျော်ရည်တွေမှောက်ကျကုန်ပြီးကိစ္စရှိလို့ဆိုပြီးအလင်းစလိုထွက်သွားပါတယ်စာမှုပွဲရလက်ထွက်လာတဲ့အခါအမြဲစာတော်ပြီးထိတ်ဆုံးကရှိတဲ့ယာနိုဟာစိတ်လီနေလို့အမတ်တွေအများကြီးနဲသွားတာမို့တငယ်ချင်းဖြစ်သူဂျူဒိုကအံ့ဩသွားပေမဲ့ယာနိုကဘာမှမပြောဘဲရှောင်ထွက်သွားပါတယ်ဂျိုကိုကယာနိုနောက်လိုက်ပြီးကာရာအိုကေသွားဖို့ခေါ်ပေမဲ့ယာနိုကမျက်နှာလွှဲပြီးညှင်းပယ်ထွက်သွားတဲ့အတွက်ဂျိုကိုဇဝေဇဝါနဲ့ရင်ကွဲမတက်ခံစားရပါတယ်ဂျိုကိုကသူမရဲ့တငယ်ချင်းတွေကိုယာနိုတယောက်အရင်လိုမဆက်ဆံတော့ပဲမျက်နှာချင်းတောင်မဆိုင်တော့လို့သူမသဘောကျနေတာကိုသိသွားပြီးနေရခက်လို့ရှောင်နေတာဖြစ်ရမယ်ဆိုကငိုယိုရင်ဖွင့်တဲ့အခါအီဇူမီကဖက်ကအားပေးခဲ့ပါတယ်တစ်ဖက်မှာတော့ဟာရှီဘာကဘေ့စ်ဘောရရင်ဘောလုံးကယာနိုစီမှကျသွားလို့တောင်းပန်တဲ့အနေနဲ့ရေခဲမုံဝဲကျွေးပြီးယာနိုဂျိုကိုအပေါ်ဘလို့သဘောရလဲဆိုတာကိုမေးတဲ့အခါယာနိုကဂျိုကိုအမြဲတမ်းတန်းတွေးနေမိကြောင်းဒါပေမဲ့ကန်ဆိုးတဲ့သူကြောင့်ဂျိုကိုပင်ပန်းသွားမှာဆိုလို့အကွာအဝေးတစ်ခုတမင်ထားနေတာဖြစ်ကြောင်းဖွင့်ဟပါတယ်အဲ့ဒီအချိန်မှာယာနိုချမ်းလာလို့ဟာရှီဘာကအေးသွားဝယ်ပြီးတော့ယာနိုကဟာရှီဘာရဲ့လွယ်အိတ်ထဲကပြုတ်ကျလာတဲ့အချစ်ဝတ္ထုထဲမှာဇလိုက်မင်းသမီးကသူ့သဘောကျတဲ့သူအကြောင်းတွေးပြီးအိတ်မပြောတာအတန်းထဲမှာအာယုံမရတာတွေကအခုသူဂျိုကိုအပေါ်ခံစားနေရတဲ့ခံစားချက်တွေနဲ့တထေရတဲ့တူညီနေတာကိုတွေးလိုက်ရပြီးမှသူဂျိုကိုတကယ်ချစ်နေမိပြီဆိုတာကိုယာနိုတယောက်သဘောပေါက်သွားပါတော့တယ်နောက်ရက်မှာယာနိုဟာတကိုင်းနဲ့တိုက်မိလာလို့ခေါင်းမှာတရွက်တွေအပြည့်နဲ့ရောက်လာပြီးဂျိုကိုကတရွက်တွေဖယ်ပေးရင်းယာနိုနေရာခတ်မှာဆိုလို့လန့်ပြီးရက်လိုက်ပါတဲ့အတန်းစတော့ယာနိုကစာအုပ်မိကြံခဲ့လို့ဂျိုကိုနဲ့အတူကြည့်ကြရင်နှစ်ယောက်သားအရန်နီးကပ်နေလို့ရင်တုံပန်းတုံဖြစ်နေကြတော့ဂျိုကိုလက်မောင်းနဲ့ယာနိုညှင်းမိပြီးဂျိုကိုကလန့်ပြီးလက်ကိုဆွဲလိုက်တဲ့အချိန်ယာနိုကစာမျက်နှာနဲ့လက်ကိုရှက်မိသွားပါတယ်ဂျိုကိုကယာနိုအင်ဂျီကိုဆွဲပြီးပတိလေးတေချာစီးပေးလိုက်တဲ့အခါယာနိုတယောက်စိတ်ကိုမထိန်နိုင်တော့ပဲအတန်းထဲမှာတင်ငါနင့်ကိုသဘောကျတယ်လို့အော်ပြီးဝန်ခံလိုက်တဲ့အတွက်ဂျိုကိုလန့်ပြီးမတက်ရက်မိသွားပါတယ်ကြောင်းစင်းတာနဲ့ဂျိုကိုကယာနိုကိုခေါင်းမိုးထက်ခေါ်သွားပြီးတေချာပြန်မေးရယာနိုကတငယ်ချင်းလိုမဟုတ်ပဲတကယ်ချစ်တာဖြစ်ကြောင်းဂျိုကိုအနားမှာရှိရင်ပျော်ပြီးအမြဲတမ်းတွေးနေမိလို့စာတောင်အာယုံမရပဲဝတ္ထုတွေကလို့ဖြစ်နေတာမို့ဝန်ခံမိတာပါလို့ရှင်းပြတဲ့အခါဂျိုကိုကလည်းသူမလည်းသဘောကျကြောင်းပြန်လဲဝန်ခံလိုက်ပြီးနှစ်ယောက်သားပျော်ရွှင်စရာချစ်သူတွေဖြစ်သွားကြပါတော့တယ်ဂျိုကိုကတငယ်ချင်းတွေအကူအညီနဲ့အဝတ်စားတွေရွေးချယ်ပြီးပထမဆုံးချိန်တွေးတဲ့နေ့မှာလေပြင်းတိုက်လို့စပင်တွေရှုပ်ပွားပျက်စီးသွားပေမဲ့ယာနိုကတော့သူမကိုကဘာမှာအလှဆုံးပဲလို့ချီကျူပြီးရုပ်ရှင်ယုံသွားတဲ့အခါယာနိုချော်လဲလို့ရှက်နေတာကြောင့်ဂျိုကိုကနှစ်ယောက်သားအပြန်လန်နားလဲအောင်အတွဲတိုင်ယာကြီးအတူတူရေးဖို့အကြံပြုပါတယ်ရက်အနှဲငယ်ကြတော့ကာရာအိုကေအတူသွားကြရင်ကျောင်းမှာလည်းအချိန်တူတူဖြတ်တန်းကြတာကိုကြည့်ပြီးဟာရှီဘာတယောက်ရင်ကွဲမတက်ဝမ်းနေနေရပါတယ်
နွေရာသီကျောင်းပိတ်ရက်မတိုင်ခင်ဂျိုကိုကယာနိုကိုဒိုင်ယာရီစာအုပ်ပေးရင်းအထဲမှာယာနိုပါလို့မျက်လုံးတစ်ဖက်ကိုအမြဲမျက်စိပတီဖုံးထားတာလဲဆိုတဲ့လှုပ်ဝက်မေးခွန်းတစ်ခုခြံထားခဲ့တယ်လို့ပြောလို့ယာနိုတယောက်အတိတ်ကစိတ်တန်ရာကြောင့်စိုးရိမ်စိတ်တွေတားမရအောင်ဝင်သွားရပါတယ်နောက်ရက်မှာတငယ်ချင်းတွေပွဲတော်သွားကြတဲ့အခါယာနိုကဂျိုကိုကိုဂျပန်ရိုးရာရုပ်ကတဝစ်စုံနဲ့နတ်သမီးလေးလိုလှတယ်လို့ချီကျူးပြီးပွဲတော်မှာပျော်ပါနေရင်ဂျိုကိုကငငယ်ကအရန်လိုချင်ခဲ့တဲ့တနက်ပြစ်လက်စွပ်ဆိုင်လေးကိုပြပါတယ်ခဏနေတော့ယာနိုပျောက်သွားလို့ဂျိုကိုပြရခတ်သွားရပါတယ်ဘာလို့လဲဆိုတော့ဂျိုကိုအမေဟာငငယ်ကပွဲတော်တစ်ခုမှာလူစုကွဲပြီးကားတိုက်ခံရကဆုံးပါသွားခဲ့လို့လူပြောက်ရင်ထိတ်လန့်တက်တဲ့စိတ်တန်ရာရှိနေလို့ပါယာနိုပြန်ရောက်လာပြီးဂျိုကိုရင်ခွင်ထဲထည့်ကစိတ်သက်သာရအောင်လုပ်ပေးပြီးနောက်ဂျိုကိုလက်ကိုဆွဲပြီးစောစောကဂျိုကိုလိုချင်တဲ့လက်စွပ်လေးကိုဆုပ်ပေးလိုက်ပါတယ်လက်စွပ်ရအောင်ပြရတာခက်ခဲလို့ကြာသွားတာဖြစ်ကြောင်းတောင်းပန်တဲ့အခါဂျိုကိုအတိုင်းမသိဝမ်းသာသွားပါတယ်အားလုံးလူစုခွဲခါနီးဂျိုကိုလက်ဆွဲလေးကိုယာနိုမြင်သွားပြီးဂျိုကိုကဒါဟာအမေပေးခဲ့တဲ့တခုလေးသောအဆောင်လက်ဆွဲလေးဖြစ်ကြောင်းပြောပြနေတော့မိန်းကလေးတယောက်ရောက်လာပြီးယာနိုကိုအခုထိမျက်စိပက်တီးစီးထားတော့မဲလားလို့မေးတဲ့အတွက်ယာနိုလက်ဖြတ်ပြီးဂျိုကိုထားခဲ့ကချက်ချင်းထွက်ပြေးသွားပါတယ်နောက်ရက်ကြောင်းဖွင့်တော့အဲ့ဒီမိန်းကလေးကအတန်းတစ်ပြောင်းလာပြီးသူမနာမဲကအိုကာမိုတိုဖြစ်ကယာနိုရဲ့မူလာတန်းကျောင်းနေဖက်ပါသူမကယာနိုကိုစကားလာပြောပေမဲ့ယာနိုကသူ့ကိုပတ်သက်မှုမလုပ်ဖို့ပြောပြီးအိုကာမိုတိုကနေအခုထိကျင်းစာအကြောင်းစိတ်ပူနေတော့မဲလားလို့မေးတာကိုဂျိုကိုကြားသွားပါတယ်နောက်တော့ယာနိုကဂျိုကိုငငယ်ကမတော်တဆမှုကြောင့်သူ့ရဲ့ညာဘက်မျက်လုံးဟာဘယ်ဘက်နဲ့မတူပဲထူးဆန်းနေလို့ရှက်ပြီးဖုံးထားတာဖြစ်ကြောင်းတရက်မှာအိုကာမိုတိုကအဲ့ဒီမျက်လုံးကိုမြင်သွားပြီးမကြခင်မှာပဲသူမထိခိုက်ဒဏ်ရာရခဲ့လို့ယာနိုမျက်လုံးကိုမြင်ရင်ကန်ဆိုးတက်တယ်ဆိုတဲ့ကျိန်စာကောလာဟာလာထွက်ခဲ့ပြီးလူတွေရဲ့ဝိုင်းပယ်ခြင်းခံခဲ့ရတာဖြစ်ကြောင်းရှင်းပြပါတယ်ပြောရင်းနဲ့ယာနိုတကိုင်းတွေနဲ့ညှိပြီးလဲကျတဲ့အခါဂျိုကိုကကူညီရင်းယာနိုမျက်စိပတီးပြုတ်ထွက်သွားပြီးယာနိုမျက်နှာအမှန်ကိုမြင်လိုက်ရတဲ့ဂျိုကိုဟာယာနိုအရန်နဲ့သားလေးလိုချောလုံးလို့ရင်ခုန်သွားပေမဲ့ယာနိုကတော့ရှက်ရွံ့စွာနဲ့မျက်နှာကိုအမြန်ဖုံးပြီးထွက်ပြေးသွားပါတယ်။နောက်ရက်မှာဂျိုကိုတယောက်ယာနိုရဲ့ချောမောတဲ့မျက်နှာကိုပဲစိတ်ကူးရင်တွေးနေမိရင်လမ်းပြင်နေတဲ့ကျင်းကြီးကိုမမြင်ပဲပြုတ်ကျသွားကလက်ချောင်းအယိုးအပ်ပြီးဆေးရုံရောက်သွားပါတယ်။ယာနိုကဆေးရုံကိုရောက်လာပြီးသူ့ရဲ့ကန်ဆိုးမှုတွေကြောင့်ဂျိုကိုပါတွေးထွက်တန်ယူဖြစ်ရတယ်ဆိုပြီးအပြစ်မကင်းစိတ်နဲ့ငိုကြွေးကထွက်သွားပါတယ်။နောက်ရက်ဂျိုကိုကယာနိုကိုဒါဟာကျင်းစာကြောင့်မဟုတ်ပဲသူမအာယုံမဆိုင်လို့ဖြစ်တာလို့နှစ်သိမ့်ပေမဲ့ယာနိုကတော့အတိတ်ကအိုကာမိုတိုဒဏ်ရာရတုန်းကအားလုံးကသူ့ကိုမိတ်ဆာလို့အပြစ်တင်ခဲ့တာကိုမမေ့နိုင်ပဲနင်ကနားမရှိရင်ထပ်ပြီးအသက်အန္တရာယ်ဖြစ်လိမ့်မယ်အဲ့ဒါကိုငါမကြည့်ရဘူးငါကြောင့်နဲ့ဘသူကိုမှမထိခိုက်စေချင်တော့ဘူးလို့ပြောပြီးမျက်ရည်တွေနဲ့လမ်းခွဲဖို့စကားဆိုပါတယ်ယာနိုထွက်သွားရင်လဲကျလို့ဂျိုကိုကကူညီဖို့လုပ်ပေမဲ့ယာနိုကသူ့အနားမလာဖို့တားမြစ်ခဲ့လို့ဂျိုကိုဝမ်းနေပြီးမြေပြင်ပေါ်မှာငိုကြွေးနေတာကိုမြင်တဲ့ဟာရှိဘာကကူညီပြီးနှစ်သိမ့်ပေးပါတယ်ဂျိုကိုကဟာရှိဘာကိုယာနိုဟာသူမရဲ့ပထမဆုံးအသက်ထက်ချစ်ရတဲ့သူဖြစ်ကြောင်းဒါပေမဲ့သူမဘဝမှာအရေးကြီးတဲ့အမေလိုလူတွေဟာအမြဲတမ်းစောစောစီးစီးဆုံးခွာသွားတဲ့ကြောင်းငိုပြီးပြောတဲ့အခါဟာရှိဘာကစိတ်မထိန်နိုင်ပဲငါကတော့နင့်ကိုဘယ်တော့မှပြစ်မသွားဘူးငါနင့်ကိုတကယ်အသက်ထက်သဘောကျတယ်လို့ထပ်မံဝန်ခံလိုက်ပေမဲ့ဂျိုကိုကစိတ်မကောင်းစွာနဲ့တောင်းပန်ပြီးအမြန်ထွက်ပြေးသွားခဲ့ပါတယ်နောက်ရက်ကျောင်းသားခီးစဉ်သွားကြတဲ့အခါဟာရှိဘာနဲ့ဂျိုကိုတို့အတူရှိနေပေမဲ့နေရခက်နေတာကိုအီဇူမီကသတိထားမိပြီးဟာရှိဘာကိုခေါ်ထုတ်သွားကအပေးစကားပြောပါတယ်တစ်ဖက်မှာလည်းယာနိုအပြင်းထန်ဖျားနာနေတာကိုဂျိုကိုရှိမှစိတ်မပူစေခြင်းလို့အကောင်အတိုင်းဟန်ဆောင်နေရင်နောက်ဆုံးမေးလဲသွားလို့အခန်းထဲမှာနားနေရစဉ်အိုကာမိုတိုကဂျိုကိုစီလာရောက်စကားပြောပြီးအတိတ်ကယာနိုမှာဘာချိန်စားမှမရှိပဲသူမကူညီရာကနေဒဏ်ရာရခဲ့တာဖြစ်ကြောင်းသူမပြန်လာမှအတိတ်ကကိစ္စတွေကြောင့်သူတို့နှစ်ယောက်အဆင်မပြေဖြစ်ရလို့တောင်းပန်ကြောင်းဖွင့်ပြောခဲ့လို့ဂျိုကိုကအမှန်တရားကိုပြောပြလို့ကျေးဇူးတင်လိုက်ပါတယ်နောက်ရက်တောင်တက်ခီးစဉ်မှာမိုးတဲထန်စွာရွာသွန်းလို့အားလုံးဟိုတယ်ကိုပြန်လှည့်လာကြပေမဲ့ဂျိုကိုကတော့လမ်းမှာအဖိုးအိုတယောက်ရဲ့မျက်မှန်ကိုကူရှာပေးရင်းသူမရဲ့အမေပေးခဲ့တဲ့အသက်တမျှတန်ဖိုးရှိတဲ့အဆောင်လဲဆွဲလေးပျောက်ဆုံးသွားတာကိုသတိပြုမိပြီးတောထဲမှာတယောက်တည်းပြန်ရှာနေခဲ့ပါတယ်လဲဆွဲကိုပြန်တွေးလိုက်ရပေမဲ့ဂျိုကိုခြေချော်ပြီးနှက်ဆိုင်နဲ့ရှိုးရဲပြုတ်ကျသွားကခြေချင်းဝတ်လဲသွားပြီးမလှုပ်ရှားနိုင်တော့ပါဘူးဟိုတယ်မှာတော့ယာနိုအဖျားတက်တာလာပြီးဂျိုကိုမပြန်လာသေးလို့စိတ်ပူနေတော့ဟာရှိဘာကယာနိုစီရောက်လာပါတယ်သူဂျိုကိုဝန်ခံခဲ့ပေမဲ့အပြတ်တက်ညင်းပယ်ခံရကြောင်းဂျိုကိုနှလုံးသားထဲမှာယာနိုတယောက်တည်းရှိတာမို့လက်မလွတ်တင်ကြောင်း
ယာနိုအနေနဲ့ဂျိုကိုကိုစိတ်ပူလို့ရှောင်နေတာကဂျိုကိုကိုပို့ပြီးတေလူမတက်ခံစားရစေတယ်လို့အကျိုးအကြောင်းနဲ့တတိပေးလိုက်တဲ့အတွက်ယာနိုတယောက်ချက်ချင်းနိုးကြသွားပြီးမိုးရဲရေထဲမှာအသက်အန္တရာယ်ကိုမမှုပဲဂျိုကိုကိုလိုက်ရှာဖို့တော်ထဲကိုအပြေးထွက်ခဲ့ပါတော့တယ်တောင်ပေါ်ရှိုထဲမှာဂျိုကိုတယောက်အေးဒဏ်နဲ့အမောင်ထုကြားဝမ်းနဲ့အားငယ်နေတော့အဝေးကနေကြွေးကြော်နေတဲ့ယာနိုအတန်ကိုကြားလိုက်ရပြီးယာနိုကတကိုင်းတွေကိုကင်ပြီးဆင်းလာရင်းခြေချော်ပြီးဂျိုကိုစီလျှော့ကျလာပါတယ်နှစ်ယောက်သားတန်ရာအပြင်းထန်မရပဲစုံတွေ့သွားတဲ့အခါဝမ်းသာအားရငိုယိုပြီးဖတ်ထားကြပြီးယာနိုကဂျိုကိုစိတ်ကိုနာကျင်စေခဲ့မိလို့တောင်းပန်ကသူဒုက္ခမပေးမိအောင်အစွမ်းကုန်ကြိုးစားမှဖြစ်လို့ဆက်တွဲပေးဖို့တောင်းဆိုရာဂျိုကိုကဖက်လဲတကင်းနဲ့လက်ခံလိုက်ပြီးတငယ်ချင်းတွေရဲ့ရှာဖွေကယ်ဆယ်မှုနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဂျိုကိုခြေထောက်ဆေးကူပြီးနောက်ဟိုတယ်ခန်းထဲမှာယာနိုရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေတော့ဆရာကအခန်းတကာရုတ်တရက်လာခောက်လို့နှစ်ယောက်သားចောင်းစည်းကမ်းအရာလမ်းဖြတ်ပြီးကတင်ပေါ်ကဆောင်ကြီးတဲ့အတူတူတိုးဝေဝင်ပုံလိုက်ကြပါတယ်ဆရာကစစ်ဆေးပြီးထွက်သွားလို့ဆောင်ပြင်ထွက်တဲ့အခါနှစ်ယောက်သားကတင်တစ်ခုလေးပုံမှာအသက်ရှူတန်ခြင်းထိစက်မတက်အနီးကပ်ရှိနေလို့အချစ်စိတ်တွေနှိုးကြွပြီးရှက်သွားကြပါတယ်အဲ့ဒီအချိန်မှာယာနိုကစောစောကဆောင်ထဲမှာဂျိုကိုနှကန်းကသူ့မျက်လုံးနဲ့ထိမိတယ်လို့ပဲလို့စနောက်တဲ့အခါဂျိုကိုကရှက်ကိုရှက်ကန်းနဲ့မျက်လုံးမဟုတ်ဘူးနှကန်းချင်းတဲတဲ့ကြီးထိမိတာလို့ပြောလိုက်တဲ့အတွက်သူတို့နှစ်ယောက်လုံးရဲ့မမျှော်လင့်ပဲရရှိသွားတဲ့ပထမဆုံးအနမ်းဖြစ်သွားခဲ့တာကိုသိလိုက်ရပါတယ်နောက်ရက်ကျောင်းပြန်ရောက်တော့တငယ်ချင်းတွေဖဲကစားကြရင်အားလုံးအရင်လိုပြောစရာကောင်းအောင်ပြန်လဲရင်းနှီးသွားကြပေမဲ့ယာနိုနဲ့ဂျိုကိုကတော့အဲ့ဒီညကအနမ်းကျောင်းပဲတွေးပြီးရင်ခုန်တန်တွေတိမ့်တိမ့်ဖြစ်နေကြတာပါကျောင်းဆင်းလို့နှစ်ယောက်တည်းတီးတန့်ရှိချိန်မှာဂျိုကိုကစောစောကအနမ်းကမြန်လွန်းလို့ငါတေချာမမှတ်မိတော့ဘူးတနေ့ကျရင်တေချာအကောင်းဆုံးရိုမန်တဆန်ဆန်နမ်းကျင်တယ်လိုရဲရဲဝံဝံပြောလိုက်တဲ့အခါယာနိုကအချစ်တွေပြည့်နှက်နေတဲ့ရှက်ပြုံးလေးနဲ့အဲ့ဒီလောက်အထိကြာကြီးစောင့်စရာမလိုပါဘူးလို့ပြောပြီးသူ့ရဲ့မျက်စိပက်တီးကိုချွတ်ချလိုက်ကဂျိုကိုရဲ့ခါးလေးကိုဆွဲဖက်ပြီးနှုတ်ခမ်းချင်းထပ်တူကြအောင်တေချာချိုးမြင့်အေးမြစွာလမ်းရှိုက်လိုက်ပါတော့တယ်ကဲတငယ်ချင်းတို့ရေကန်ဆိုးလုံးတဲ့ကောင်လေးနဲ့ကျင်နာတတ်တဲ့ကောင်မလေးတို့ရဲ့ကံကြမ္မာကိုကြော်ဖြတ်နိုင်ခဲ့တဲ့လှပတဲ့ရင်ခုန်စရာဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like, subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုမှာပိုမိုကောင်းမွန်တဲ့ဇာတ်လမ်းတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်